ဒီနေ့မှာတော့ဆူနာမီတိုက်ခဲ့တဲ့အချိန်တုန်းကပင်လယ်ကမ်းခြေဒေသတစ်ခုမှာရှိတဲ့လူပေါင်းအယောက်100ကျော်10နှစ်ရွယ်ကလေးမလေးတယောက်ကကယ်တင်ခဲ့တဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးပြပြပေးတော့မှာဖြစ်ပါတယ်။တီလီရဲ့သူ့ညီမလေးရဲ့သူ့မိဘတွေကပြောခဲ့တဲ့ခရီးတစ်ခုထွက်ကြတယ်။အဲ့ဒါကတော့ထိုင်းနိုင်ငံမှာရှိတဲ့မိုင်ခေါင်လို့ခေါ်တဲ့ပင်လယ်ကမ်းခြေဒေသတစ်ခုဖြစ်ပါတယ်။အဲ့ဒီဒေသကတော့နီထရာနဲ့တာယာလှလှပပနေရာလေးတစ်ခုပေါ့နော်။ဒီနေ့မှာတော့သူတို့မိသားစုကနတ်ရောစီတီထားပြီးတော့ကမ်းခြေမှာဒါလမ်းလျှောက်ထွက်ကြတယ်ပေါ့ဗျာအဲ့ချိန်မှာလမ်းလျှောက်နေတဲ့ထူးဆန်းတာတစ်ခုကိုတီလီကသတိထားမိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပင်လယ်ရေတွေကနေပြီးဟိုးအောက်ခြေထိကိုထိုးကြနေတာပြီးတဲ့အခါမှာတိုင်းလုံးနေရလဲဘီယာအမြုပ်နေလိုမျိုးအမြုပ်နေထားနေတဲ့ဟောတော့တွေ့တဲ့အချိန်မှာသူလုံးဝအံ့ဩသွားတယ်အဲ့ချိန်မှာသူကဘာလို့သွားပြီးသတိရတယ်ဆိုလို့ရှိရင်သူတို့ပထဝီဆရာမတစ်ယောက်ပြဘူးတဲ့ဗီဒီယိုတစ်ပုဒ်ကိုသူသွားသတိရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်1946ခုနှစ်တုန်းကဟာဝိုင်ကျွန်းမှာဖြစ်ခဲ့တဲ့ဆူနာမီတိုက်ခဲ့တဲ့ဟာကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုလေးပေါ့နော်အဖြူမဲကာလာလေးနဲ့အဲ့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ပင်လယ်ရေတွေထိုးကျပြီးတော့အိုင်းလုံးတွေကဘီယာမြုပ်နေလို့ဖြစ်နေတာပေါ့နော်ဒါကိုသူကသတိရတဲ့အခါမှာသူ့အမေကိုပြောတယ်ပေါ့နော်ဒီကဆူနာမီလိုင်းဖြစ်နိုင်တဲ့အရေးအယောင်ဆိုပြီးပြောတဲ့အခါမှာသူ့အမေကလည်း10နှစ်အရွယ်ကလေးပြောတဲ့စကားဆိုတော့မယုံဘူးအဲ့ချိန်မှာသူကဘာလုပ်လဲဆိုလို့ရှိရင်သူ့အဖေရဲ့လက်ကိုဆွဲပြီးတော့ဒါဆူနာမီလိုင်းဖြစ်နိုင်တယ်ဆိုပြီးသူ့အဖေကိုပြောတယ်သူကအောငိုတယ်ပေါ့နော်ကမ်းခြေမှာအဲ့ဒီအချိန်မှာကမ်းခြေမှာရှိတဲ့သူတွေအကုန်လုံးကလည်းကွက်ကြီးနဲ့ဖြစ်လာကြတယ်ပေါ့နော်ပင်လယ်ကမ်းခြေမှာလမ်းလျှောက်နေတဲ့သူတွေအကုန်လုံးကလည်းဒါကိုသတိမထားမိဘူးတက်ကယ်ဝန်ထမ်းတွေကလည်းဘာတိဘာသာပဲနေကြတယ်ဗျာသူတို့ကဒီဟာကိုဘာမှမသိတာဆူနာမီဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ဘာမှမသိသေးတဲ့အချိန်အဲ့အချိန်မှာ10နှစ်ပြည့်ကလေးမလေးတယောက်ပြောတဲ့စကားကိုဆိုတော့တောင်းလူကမယုံကြအောင်ဘာလို့လဲဆိုလို့ရှိရင်ဒီကမ်းခြေမှာနေတဲ့သူတွေပြီးလို့ရှိရင်အလုပ်လုပ်နေကြတဲ့သူတွေထက်ကိုဒီကလေးလေးကပိုသိနိုင်မလားဆိုပြီးဘယ်သူကယုံပါလဲအဲ့ချိန်မှာလူတွေအကုန်လုံးကလည်းကွက်ကြီးနဲ့ဖြစ်လာကြတယ်သူကလည်းဒါပေမဲ့ဇွဲမလျှော်ဘူးသူ့အဖေကိုလက်ကိုဆွဲပြီးတော့သူငိုတယ်ငိုပြီးတော့အော်ပြီးတော့ပြောတာပေါ့နော်အဲ့အချိန်မှာသူ့အဖေကချင်းတဲ့ချက်ထဲရောက်သွားတယ်10နှစ်ရွယ်ကလေးပြောတဲ့စကားကိုပဲနားထောင်ရမလားဒါမှမဟုတ်ဒီကလေးကိုပဲအခန်းကိုပြန်ခေါ်သွားပြီးတော့ချော့မော်ပြီးပြောရမလားသူစဉ်းစားရတယ်ပေါ့နော်ဒါပေမဲ့တီလီပြောတာမှန်နေခဲ့ရင်ရောဘယ်လိုလုပ်မလဲမိသားစုတွေကလေးတွေအကုန်လုံးရဲ့အသက်ကိုတည်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းသူ့အပြစ်ကမကင်းတော့ဘူးဒီလိုသူသမီးပြောတဲ့ကောင်နားထောင်လိုက်လို့မှားသွားခဲ့မယ်ဆိုလို့ရှိရင်လည်းသူအဆက်ကွဲမယ်ဗျာအဆက်ကွဲတယ်ဆိုတာအင်္ဂလိပ်လူမျိုးတယောက်အတွက်ကတော့ဘလို့မှမခံစားနိုင်တဲ့အခံစားချက်ကြီးတစ်မျိုးပဲကွာအဆက်ကွဲရင်လည်းခံလိုက်မယ်ကွာဆိုပြီးတော့သူဆုံးဖြတ်ချက်ချပြီးတော့ကမ်းခြေမှာရှိတဲ့သူတွေအကုန်လုံးကိုသတိလိုက်ပြီးတယ်တက်ကယ်ဝန်ထမ်းတွေအကုန်လုံးကိုသတိလိုက်ပြီးတယ်အဲ့ချိန်မှာကမ်းခြေမှာရှိတဲ့သူတွေအကုန်လုံးလုံးဝတယောက်မှမရှိတော့ဘူးအကုန်လုံးကဟိုတယ်ကိုပြန်ကြရတယ်ဟိုတယ်ရဲ့အထက်3လွှာကိုတက်လိုက်ကြတယ်အဲ့ဒီအချိန်မှာသူတို့အပေါ်ကိုရောက်ပြီးတော့ဘလောက်မှမကြောက်ဘူးဗျာပြီးတော့ဘာဆက်ဖြစ်မလဲစောင့်ကြည့်နေကြတယ်သူတို့လည်းအပေါ်လဲရောက်ပြီးတော့10မိနစ်တောင်မကြာလိုက်ဘူးအရာမှလှိုင်းလုံး3ခုတွေကပထမဦးဆုံးလှိုင်းလုံးရကမ်းခြေကိုလုံးဝလွှမ်းသွားအဲ့ဒီနေ့မနေ့ရှေ့တောင်အရှတစ်ခွင်မှာဆူနာမီကလုံးရင်းနဲ့ဝင်ရောက်တိုက်ခတ်သွားတယ်အဲ့ဒီအချိန်မှာလူတွေကလည်းဆူနာမီဆိုတာဘာလဲဆိုတော့လက်တွေ့သိသွားခဲ့ကြတယ်2004ခုနှစ်ရဲ့ဘောင်စင်ဒေးဆိုပြီးတော့လည်းအဲ့ဒီနေ့ကိုသတ်မှတ်ခဲ့ကြဘောင်စင်ဒေးဆူနာမီကြောင့်နိုင်ငံပေါင်း73နိုင်ငံရဲ့ပင်လယ်ကမ်းခြေမှာရှိတဲ့လူပေါင်း2သိန်းခွဲလောက်အသက်ဆုံးရှုံးခဲ့ရတယ်အဲ့ဒီအချိန်မှာလူမတည်ခဲ့တဲ့ကမ်းခြေဆိုလို့တစ်ခုပဲရှိတယ်အဲ့ဒါကတော့ဒီတီလီစမစ်ဆိုတဲ့ကလေးမလေးရောက်နေတဲ့ထိုင်းနိုင်ငံရဲ့မိုင်ခေါင်လို့ခေါ်တဲ့ပင်လယ်ကမ်းခြေဒေသတစ်ခုပဲရှိတော့ပါတယ်10နှစ်အရွယ်ကလေးလေးတီလီစမစ်ဆိုတဲ့ကလေးမလေးကသူ့ကြုံကြည်ရာကိုမပြတ်တဲ့အော်ဟစ်ပြီးတော့သူပြောခဲ့တယ်တတိပေးခဲ့တယ်ပေါ့နော်ဒါကြောင့်လည်းဒီကမ်းခြေမှာရှိတဲ့သူတွေအကုန်လုံးဒါအသက်ဘေးရန်တွေကနေပြီးတော့ဒါလွတ်မြောက်သွားကြတာပေါ့တီလီကငယ်သေးတယ်ရှက်လို့မပြောလိုက်ရတာတွေလူထင်မြင်မှားမှဆိုးတယ်ဆိုပြီးမျိုးသိထားတဲ့ရတာမျိုးတွေသူ့မှာမရှိခဲ့ဘူးသူ့ကိုယ်သူလည်းမှန်တယ်လို့လည်းသူထင်တယ်ဒါကြောင့်မို့လို့သူ့ကြောင့်လည်းလူရောက်100ကျော်အသက်ရှင်ခွင့်ရသွားတယ်ပေါ့နော်အထဲမှာယောက်ျားတွေရောမိန်းမတွေရောကလေးတွေရောကုန်ပါတယ်ကမ္ဘာ့ကုလသမဂ္ဂတီလီကိုခေါ်တွေ့တယ်ပေါ့နော်ဒီကလင်တန်ကိုယ်တိုင်ကလည်းသူ့ကိုလာကုန်ပြုတယ်သူကဒီလူတွေကိုသူဘယ်လိုကလဲလဲဆိုလို့ရှိရင်တော့ရှင်းပါတယ်သူပြောချင်တဲ့အရာတစ်ခုကိုလူတွေကပဲလာပြီးရှူတူတူဆိုပြီးဟောက်လိုက်တိုင်းသူလုံးဝငြိမ်ချမသွားဘူးသူမှန်တယ်ထင်တဲ့အရာကိုသူတောက်လျှောက်သူပြောခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီလိုမျိုးသူနောက်တစ်ချိန်ရောက်လို့ရှိရင်ငါမပြောလိုက်ရလို့ဒီလိုဖြစ်သွားတယ်ဆိုတဲ့နောင်တကြီးမျိုးကိုသူမရချင်ဘူးဗျာဒါကြောင့်မို့ကျွန်တော်တို့တွေဆိုလို့ရှိရင်လည်းနောက်တစ်ချိန်ကြလို့ရှိရင်ငါအရင်တော့ငါဒီဟောင်းငါလုတ်ခဲ့ရမှာဆိုပြီးတော့နောင်တကြီးရနေရမယ်ဆိုတာရှက်ကွဲတယ်ဆိုတာဘာမှမဖြစ်ဘူးဗျာဒါကြောင့်မလို့အရှက်ကွဲတယ်ဆိုတာနောင်တရတာတော့မစိုးဘူးလို့ပဲဒါပြောချင်ပါတယ်
ဒါကြောင့်မို့လို့ရှက်ကွဲတယ်ဆိုတာနောင်တရနေရလောက်တော့အဆိုးပါဘူးလို့ပြောရင်းနဲ့ပဲဒါဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်နောက်ထပ်လည်းဒီလိုမျိုးဗီဒီယိုမျိုးတွေဆက်ပြီးတော့တင်သွားမှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးပါလို့တောင်းဆိုရင်းနဲ့ပဲအားလုံးနှုတ်ဆက်ခဲ့ပါတယ်